မန်တီလီယနဲ့မပြင်ဘူးတဲ့ဘယ်ချိန်ပြင်လာမလဲစောင့်နေရတာနာကျင်ပါတယ်ဆိုပြီးတော့ရေးထားတာပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ယောက်ကတော့အကိုရဲတဲ့သား2ယောက်လည်းရှိပါတယ်အိမ်ထောင်တက်တန်းကလည်း10နှစ်ပြည့်ပါပြီတဲ့ဖောက်ပြန်နေတာဘာကြောက်လဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ဒါနောက်ပိုင်းမှာကျွန်တော်ထပ်ပြီးတော့ပြောမှာဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးဒီကျွန်တော်တို့ comment မှာဆိုရင်တော့မှားမှန်တီလီယနဲ့မပြင်ဘူးဘယ်ချိန်ပြင်မလဲစောင့်နေရတာနာကျင်တယ်ဆိုရင်တော့ကျွန်တော်ကတော့ဒါလုံးဝပြောချင်တာတော့မဆောက်ပါနဲ့လို့ပဲပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့အများဆုံးလမ်းခွဲလိုက်တာကအတိက ready code ဖြစ်သွားပါလိမ့်မယ်လို့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ကိုကခံစားရတယ်ကိုကပဲပို့ပြီးတော့မှနာကျင်ရတယ်။အဲ့တော့ကျွန်တော်အားလုံးအနေနဲ့တသက်လုံးခံစားရတာလိုချင်တယ်လားဒါမှမဟုတ်ကိုကတစ်ချိန်တစ်ခါတည်းခံစားရပြီးတသက်လုံးစိတ်ချမ်းသာကိုလိုချင်လားဆိုတော့ကျွန်တော်တို့အတိကရွေးချယ်တတ်ဖို့လိုတာဖြစ်ပါတယ်ခင်ဗျ။နောက်တစ်ခုကတော့ခဏပြောတဲ့ဒီအိမ်တော်တက်တန်10နှစ်ရှိပြီဘာကြောင့်ဖောက်ပြန်နေတာလဲဆိုရင်တော့အဖြေရရှင်းရှင်းလေးပဲကိုယ့်ကိုတကယ်မချစ်လို့ဖောက်ပြန်တာ။သူတို့ရဲ့ဗီဇကြောင့်လည်းဖြစ်နိုင်တယ်ဒါအချစ်ရဲ့နောက်ွယ်မှာကျွန်တော်အမြဲတမ်းပြောဘူးနေကြဖြစ်တဲ့ဒီကိုချင်းစာတရားရှိရမယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်မေတ္တာပေါ့နော်မေတ္တာတရားကိုချစ်တဲ့သူကိုစိတ်ချမ်းသာစေခြင်းနဲ့စိတ်ချမ်းသာစေခြင်းနဲ့ဆိုတဲ့ဟိုကကိုရဲ့ချစ်သူစိတ်မချမ်းမသာမဲ့အရာကိုမလုပ်ဘူးเนาะတော့ချစ်သူစိတ်ဆင်းရဲအောင်မလုပ်ဘူးသူပြကိုရဲ့အိမ်တောင်ဘက်ပေါ့เนาะဒါယောက်ျားပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဒါကတော့အခုရေးထားတဲ့ comment ပိုင်ရှင်တော့မိန်းကလေးတွေများနေတယ်အဲ့တော့အရန်ရေးကြည့်ပါတယ်ကိုတကယ်ချစ်တဲ့သူတွေပေါ်မှာဆိုတော့ဘယ်လိုမှဖောက်ပြန်မှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ယူဆရမယ်ဒါကိုလက်ခံရမယ်ကျွန်တော်တို့ဒါကိုခံစားနေရမှာမဟုတ်ဘူးခင်ဗျာဒါကြောင့်မို့ကျွန်တော်ကဒီနောက်ထပ် comment တစ်ခုဖြစ်တဲ့ဖောက်ပြန်ခံရတာတဲ့ယူမတက်ခံစားခဲ့ရတယ်အခုတော့ဆက်လွတ်လိုက်ပြီမို့တဲ့စိတ်ချမ်းသာသွားရပါပြီဆိုတဲ့နောက်ဆုံးဒီ comment လေးပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့အားလုံးကဒီနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ဖောက်ပြန်ခံရပြီဆိုရင်ကျွန်တော်တို့အဓိကကတော့ဒါလုံးဝလက်လွတ်ပေးလိုက်တာအကောင်းဆုံးပါပဲကိုကသွားပြီးတော့သူတို့တွေကိုဒေါ်နဲ့မော်နဲ့တက်ပြောနေလဲကျွန်တော်တို့ကပြောဆိုပလင်ကွဲသို့မဟုတ်ဖန်ကွက်တစ်ခုလိုပဲကျွန်တော်ကြပြီးတော့ကွဲသွားလို့ရှိရင်ပြန်ပြီးတော့ဘယ်လိုမှအကောင့်ပကတိတိုင်ပြန်ပြီးတော့တီဆောက်လို့မရတော့တယ်လို့မျိုးပဲကျွန်တော်တို့ဒီအိမ်အောင်ရေးပဲဖြစ်ဖြစ်အချစ်ရေးပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ဖောက်ပြန်မှုတစ်ခုခုကိုကြုံတွေ့လာရပြီးဆိုရင်ကိုယ့်ဘက်ခြမ်းကဘာကြောင့်ဖောက်ပြန်လာလဲဆိုအဖြေကိုရှာနေမယ်ဆိုရင်တော့ကျွန်တော်အချိန်ကြီးကြာသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့တက်လုံးတမြမြတဆွေးဆွေးနဲ့ကျွန်တော်တို့နာကျင်နေရမယ်ခံစားနေရမှာတဲ့စာလို့ရှိရင်တော့တစ်ချိန်တစ်ခါလေးကျွန်တော်တို့နာကျင်ခံပြီးတော့ဆွတ်လွတ်လိုက်တာကပို့ပြီးတော့မှတသက်လုံးစိတ်ချမ်းသာသွားရမှာဖြစ်ပါတယ်အဲ့တော့မိန်းကလေးတွေပဲဖြစ်ယောက်ျားလေးပဲဖြစ်အားလုံးဟာအကြည့်စာရိတာကောင်းတဲ့သူလေးတွေဖြစ်ပြီးတော့မှတကယ်လို့မှကျွန်တော်စာပေဝုဒ္ဓပိုင်းဆိုင်ရာတွေလေ့လာမယ်နောက်ထပ်အခုဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေတဲ့လူငယ်တွေအတွက်ပို့ပြီးတော့လိုအပ်တာပေါ့နော်နောက်ထပ်ကိုဘဝရဲ့ရှေ့ဆက်လျှောက်ရမယ်ဒီလမ်းကြောင်းတွေမှာဆိုရင်ကျွန်တော်ကအကြည့်စာရိတာကောင်းတဲ့သူအသိပညာအတွေးခေါ်ဘုဟုတုတတွေပြည့်စုံတဲ့သူတကယ်ကျွန်တော်လောကကြီးထဲမှာလူတွေကိုစိတ်ချမ်းသာစေခြင်းတဲ့သူဖြစ်တယ်ဆိုရင်တော့ဒါကျွန်တော်ဒီလိုမျိုးအလုပ်တွေမလုပ်ဘူးပေါ့နော်ဒါကြောင့်မို့အားလုံးအနေနဲ့ကျွန်တော်ပြောတဲ့အထက်မှာဆိုရင်တော့အားလုံးကိုဒါပြောမယ်ဆိုရင်တော့ဘသူတူတယောက်မှထိခိုက်စေလိုချင်တဲ့စိတ်နဲ့ပြောတာတော့မဟုတ်ဘူးအားလုံးအခုလိုမျိုးဖြစ်ပျက်နေတဲ့အပေါ်မှာအားလုံးကိုကျွန်တော်တို့ဒီလူတိုင်းအတွက်တကယ်အရေးကြီးတဲ့အချက်ကဒီအရာပဲဖြစ်ပါတယ်လောကကြီးမှာကိုချင်းတရားဒီတကယ်ကိုမှအဓိကအကျဆုံးအရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဒီနေ့အကောင်းဆုံးပြောင်းလဲယူနိုင်ဖို့အတွက်ကိုအကောင်းဆုံးလက်ခံနိုင်ဖို့အတွက်အဓိကကြတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီလိုမျိုး comment လေးတွေတွေ့တဲ့အခါမှာတကယ်စိတ်မကောင်းဖြစ်မိပါတယ်အားလုံးနောက်ထပ်တွေ့ရမယ့်ဒီချစ်ချင်းတွေမှာဆိုရင်လည်းဖောက်ပြန်မှုကင်းတဲ့တကယ်ကိုတကယ်မေတ္တာစိတ်မေတ္တာမှန်တဲ့တကယ်ချစ်ရတဲ့ချစ်သူတွေနဲ့ဆုံတွေ့ကြပါစေလို့လည်းထပ်ဆဆုတောင်းပေးပါရခင်ဗျာ